မဟုတ်ဘယ်နေ့ပဲရကနေမှဖမ်းသွားလေဗျသူ2023 9 လပိုင်း12 ရက်နေ့အင်္ဂါည12 နာရီညနေ12 နာရီအတွင်းမှာပဲ ဟုတ်ကဲ့ဗျဖမ်းခံရတာပါဒီနေ့ချိန်ဒီဘာသတင်းမှလည်းမသိရပါဘူးတေဟာရှင်ပါလည်းမသိရပါဘူးသူလိုက်ပြီးခေါ်သွားတာခေါ်သွားတဲ့လူတွေလိုက်ပြီးတော့အဖွဲ့စည်းပါပဲကျန်တော့အောင်သူရဲ့တောင်းသူလို့ရအဖွဲ့စည်းအကုန်လုံးကင်းအပြင်အတွင်းအပြင်စောင့်ထားကြတာပါသူ့ကိုပန်းနေတော့အကွကြကြစိတ်ရှင်ပြီးတော့ဖမ်းခေါ်သွားတာပါဘာအပြစ်မှလုပ်မထားပါဘူးကျဲရွာနဲ့ပတ်သက်လို့လည်းအကုန်လုံးကိုတာဝန်ကျအောင်ထမ်းဆောင်နေရလူပါဟုတ်ကဲ့ခေါ်သွားတဲ့ဖွဲ့စည်းကပဲဖွဲ့စည်းလည်းမသိဘူးဗျဒီရှမ်းတော်ရွာမှာကားကွက်ရေးဖွဲ့ထားတဲ့အဖွဲ့အစည်းရှမ်းတော်ရွာရှမ်းတော်အုပ်စုရဲ့အစအဖွဲ့တော့ကဲအဖွဲ့ဟုတ်အာရမတကြီးတွေကောက်လူတွေကိုပေါ်တာရေးဆွဲအဲ့ဒါပြီးဆိုရင်သူတို့မတက်ရင်မတက်သလိုဖမ်းခေါ်သွားပြီးသေသည်မသိရှင်သည်မသိဖမ်းခေါ်သွားပြီးပြန်မပိုးလို့မို့ကြောက်လုံးလုံးမို့ကိုမှဆန္ဒပြရတာပါအခုလဲပါကအဖွဲ့ကြီးတွေကိုမဟုတ်တိုင်းလို့ပြောနိုင်ပေါ်မှာတင်ထားရတဲ့ကြောင့်မို့ကျမတို့ဒီလိုဆန္ဒပြနေဖြစ်ပါတယ်ကျားတို့အဲ့တဲ့အဖွဲ့ဟာကျားတို့ရဲ့လူငယ်တွေကိုဖွဲ့တွေကိုရောင်းစားတယ်ဒါတွေကိုလည်းကျမတို့လက်မခံနိုင်ပါဘူးပြည်သူတွေကိုလည်းစစ်ကြေးတွေတောက်ခံတယ်စီတွေစံတွေအာဏာတွေနဲ့တောင်းတယ်ပြည်သူတွေကိုလည်းပြီးဝဲခေါ်တယ်နောက်ပြီးသူတို့ပလန်ချာပြီးမှခေါင်းမခေါ်နိုင်အောင်အာဏာတွေနဲ့ချုပ်ပိုင်းထားပါတယ်ဒါကြောင့်မို့ကျမတို့ဆန္ဒပြခြင်းဖြစ်ပါတယ်ကျန်ဖြစ်စကောက်စီတော်လည်းရောကောင်းတဲ့ပြည်သူကိုချမ်းနေပြီးအစားဖွဲ့ပြည်သူကိုကျန်တဲ့အာရမစကြေကောက်စမှုထခေါ်ယူနေတဲ့အစားဖွဲ့အန်ယူဂျီဆိုရအစားဖွဲ့အန်ယူဂျီပြောခွင့်ရချက်ခုဆန္ဒပြတဲ့အကြောင်းလေးကျွန်တော်ပြောပြအောင်ဒီနေ့ရှေ့တိုင်းပြောပြကြဆန္ဒပြရတဲ့အကြောင်းရတော့ကျောင်းယောက်ျားအဖွဲ့ဝင်9 ဦးတည်းဟိုပါဝင်နေတဲ့သူကိုမောင်ဖက်ခံလို့ခုလိုဆန္ဒပြရတာပါအဖွဲ့ဝင်9 ဦးသားမှာပါဝင်နေတဲ့လူတယောက်ကိုကင်းသမားပြဿနာပြလို့ဆိုပြီးတော့အဖွဲ့အစည်းရရှမ်းတော်အဖွဲ့အစည်းရခေါ်ပြီးတော့လိမ့်လည်ပြီးခေါ်ဆုံးသွားပါတယ်အစားကဖမ်းထားသူများအစားကဖမ်းထားသူများဒီလိုကျတဲ့အာရမစကြေကောက်စမှုထခေါ်ယူနေတော့အစားအဖွဲ့အစည်း